Hello မင်္ဂလာပါရှင်။ဒီကတော့ဘကူးမှာရှိတဲ့ရွှေကူကဘုရားကာယဘုရားလေးကိုရောက်နေပါတယ်။ဒီနေရာလေးရဆိုလို့ရှိရင်ဓပုံရိုက်လို့လည်းအရန်ကောင်းတယ်။ဒီမှာလို့ရှိရင်လူရတဲ့အများကြီးနဲ့နေရာလည်းအရန်တိုင်းတဲ့အတွက်စိတ်ကိုအေးချမ်းစေပါတယ်။အဲ့တော့ဘုရားလေးကိုလိုက်ကြည့်ရအောင်။ Hello ထားမလေးကြည့်လိုက်ပါဒါတော့ခေါင်းလောက်ထူးပြီးသွားပြီဆိုတော့ဖျားလေးလိုက်ကြည့်ရအောင်ဒီချမ်းနေပေါ့နော်ဟိုမှာဆိုလို့ရှိရင်လည်းပန်းပင်ကိုရှောက်ရမ်းလေးရှိရဲ့ဖျားတယ်ဒီလိုပြန်ကြလို့ရပါတယ်အခုဆိုရင်ဆက်တာပါဒီလိုမရပါဘူးဗျာဒါပေမဲ့နည်းနည်းတော့ပါဘူးတော့ပေးသားလေးရတယ်ဒီလေးကျိုးပါတယ်ပတ်သွားမှာပေါ့နော်အဲ့ဒီမျိုးပန်းလေးနိုင်သွားမှာပေါ့နော်ပန်းလေးတော့ဒီဖျားကြတော့ပုံစံပေါ့နော်ဒီရုပ်ကိုစက်မလို့ပြရတော့ဒါနဲ့တကယ်သွားကြည့်ပါမယ်ဘာမှမစား你的，ဟုတ်တယ်ဘူးကြီးကဘာမှမလုပ်我哪家有那么来？